နဲ့ဘယ်ရောက်သွားလဲ အာယူသုံးလိုက်ရလေ အမေလွန်လာပြီနော်အမေကိုရှိသမျှပတ်စံနဲ့အကောင်ပေးတာလေဘာလို့သူများကြီးတဲ့ပတ်စံနဲ့အကောင်တောင်းလိုက်ရတာလဲ ဟဲ့ငါလို့ယူသုံးတာလေအဲ့ဘာဖြစ်လဲအဲ့ဘာဖြစ်နေတာလဲ ဘာလို့လာလဲအမေရှိသမျှပတ်စံနဲ့အကောင်လောက်ကစားလုပ်တယ်လေသမီးတို့ဘာလို့စားရတော့မှလဲအခု နင်းနေလောက်ထပ်ပြီးလင်းယူတာလေငါဘလို့ရှာစားမှာတော့အဲ့ဒါရှိတာငါယူသုံးတာပါအဲ့ဘာဖြစ်လဲ သမီးမသားသမီး3ယောက်မွေးတာလေအမေတားလည်းခြေကောင်းလက်ကောင်းလေသမီးတယောက်တည်းမှာတက်လောက်ခိုင်းစားတော့မှလားအမေက လင်းယူပြီးမှနေလူပါမဝါနဲ့နော် အဲ့တော့အဲ့ဒါဘာဟုတ်တာလဲဗျာဟာဒီတဲ့ပတ်စံနေဘယ်ရောက်သွား ငါသုံးလိုက်တာလေနင်းအဲ့ဒါလေးတော့မတထားဘူးလားငါသမီးတက်လို့နင်းကိုလက်ကားပေးထားရလေနင်းဘာဖြစ်နေလဲ တို့ကလာပဲမြင်ဒီစကားဒီပတ်စံကျွန်တော်တို့လင်မရရင်းနှီးလောက်ကန်စားသောင်းမယ်ပတ်စံဗျပါသမျှအကုန်လုံးလည်းကျွန်တော်အတော့အကုန်ပေးပြီးအဲ့ဒါကိုအလကားပေးထားတယ်အလကားပေးထားတယ်အလကားပေးထားတယ်နည်းနည်းတော့များနေပြီကျွန်တော်မကြိုက်ဘူးအဲ့ဒါ ဟုတ်မယ်နင်းလို့ကောင်ကငါ့ကိုပြန်ခံကြတဲ့တက်တိရှိတယ် လူပေါင်းလိုက်တော့အမေကဘောနဲ့ကြော်တော့အမေရတရားလို့နေပြီအမေလိုလူမျိုးကလေအမေဖြစ်ဖို့တော့မတိုက်ဘူး ငါမွေးလို့လူဖြစ်လာတဲ့ကောင်ကလူကော